အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပါကတော့ YED shed အကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ရက်ကတော့သူမြန်မာလိုဆိုရင်ကျွန်တော်ကသေးဘူးဆိုပြီးတော့အဓိပ္ပာယ်ရှိတယ်ဒါပေမဲ့သေးဘူးဆိုတာကသူကသေးဘူးပြောရမှာမဟုတ်ဘူးကျွန်တော်တို့ဒီရက်ကဒီသေးဘူးဆိုတာကမလုံသေးဘူးမစားရသေးဘူးမသွားရသေးဘူးမလာရသေးဘူးဒီလိုမျိုးအဓိပ္ပာယ်ရှိပါတယ်ဒီရက်ကိုလည်းပဲကျွန်တော်တို့ just yet already နဲ့တူတူပဲဒီရက်ကိုလည်းကျွန်တော်ဘာသုံးလဲဆိုတော့present perfect မှာသုံးပါတယ် present perfect မှာသုံးတဲ့အခါမှာကျွန်တော် just yet already ကကြတော့ have yet အနောက်မှာလိုက်တယ်ဒါပေမဲ့ဒီရက်ကကြတော့ကျွန်တော်ဘယ်နေရာမှာရှိလဲဆိုတော့စာကြောင်းရဲ့နောက်ဆုံးမှာရှိပါတယ်ပြီးတော့စာကြောင်းရဲ့နောက်ဆုံးမှာရှိတဲ့ပြင်ဒီရက်ကဘယ်စာကြောင်းမှာပဲသုံးလဲဆိုတော့ negative စာကြောင်းအငင်းစာကြောင်းမှာပဲသုံးပါတယ်ဥပမာဆိုရင်ငါထမင်းမစားရသေးဘူးအဲ့ဒါအငင်းစာကြောင်းမစားရသေးဘူးဆိုတော့အဲ့ဆိုရင် I haven't eaten yet ဟုတ်လားကျွန်တော်ထမင်းမစားရသေးဘူးဒီလိုအမျိုးရှိပါတယ်ဥပမာဆိုရင်ငါဘယ်ပြောငါမကစားရသေးဘူးအဲ့လိုပြောမယ်ဆိုရင်လည်း I haven't played yet ဒီလိုမျိုးသုံးလို့ရပါတယ်အဲ့ဒါဆိုကျွန်တော်ရက်ကစာကြောင်းနောက်ဆုံးမှာရှိပါတယ်အော်ရက်ရဲ့အချင်းချင်းဆိုရင်ရက်ကိုမြန်မာလိုဆိုရင်ကျွန်တော်တို့ကသေးဘူးလို့အဓိပ္ပာယ်ရှိတယ်သူကို present perfect စာကြောင်းတွေမှာသုံးတယ် present perfect ကိုမှာအငင်းစာကြောင်းတွေမှာသုံးတယ်ဒီလိုမျိုးကျွန်တော်တို့ကအချင်းချင်းမှတ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ပါ bye bye